Hi guys, Yummy Time Pan Pacific Hotel က High Tian လို့စားတော့ဆိုင်က Hot Pot Buffet သွားစားတာလေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာဒီလိုရှူခင်းနေရတဲ့နေရာမှာထိုင်ခဲ့ပါတယ်မန်နူးတွေကခြေလေးချောင်းကလွဲလို့ကုံမှာစားခဲ့ပါတယ်ဒါကတော့ appetizer ကျွေးတာပါအခုပြောနေတာတွေကအခုရိုက်နေတဲ့ကင်မရာကြောင်းပါမှာထားတော့တွေရောက်ပါပြီသူက hot pot အိုးကို share လဲရတယ်တယောက်စီအိုးလေးတွေလည်းရပါတယ်တယောက်စီအိုးလေးတွေဆိုရင်တော့ booking ကြိုလုပ်ခရဲကကြိုမှာထားဖို့လိုအပ်ပါတယ်အဲ့ fish ပေါ့နော်ဟုတ်ဒါကျက်တာစားထည့်ပါပြီပင်လယ်စာတွေကမြန်မြန်ကြက်လွယ်တော့ပင်လယ်စာလေးတွေအရင်ထည့်ပါတယ်ဘိုက်စာတော့မြန်မြန်စားကြပါပြီဇုံအကွေးငါအနှွေးစားပြရပါပြီတိုက်ကားပေါ့တပွဲလားဟုတ်ကဲ့ကောင်းပါပါလေနော်ဟုတ်တယ်အချင်းစားရင်ကြက်သွန်ပြူအမြဲရှောင်ခိုင်းပြီးတော့သူတို့ကိုပဲဆက်ခိုင်းတာများပါတယ်လုံးနေအဲ့တော့ပွားအားလို့ရပြီနော်ဒါကကြက်သားနဲ့ရေညှိကိုရောပြီးတော့လှုပ်ထားတဲ့အပြားလေးတွေပါဟင်းကြိုတောက်ကြည့်ပါမယ်ကျွန်တော်မှာလိုက်တာကတော့ vegetable ဟင်းရည်ပါဟင်းရည်ရတာတော့နည်းပြင်းပါတယ်ဒါကတော့ပူလို့ပါဇက်ထဲမှာလှိမ့်နေတာပါဘုံကဘလို့တဘောကြီးခါမှတော့လာပြီးတော့ဖြတ်ပြောပြီးသားကိစ္စကြီးဖြတ်ကိုရမလားပြင်းတော့လာခဲ့လိုက်ပြီဒါကကြက်သားလုံးပါအသားလုံးတွေထဲမှာ तू ကအကောင်းဆုံးပါပဲဒုတိယအကောင်းဆုံးကပဇွန်လုံးကြီးကြီးငါးလုံးကတော့ရင်နွေးပွက်ပွက်ဆူထဲမှာပြုတ်လိုက်တဲ့အခါမှာကြစ်ဖြစ်သွားလို့တိတ်မကြိုက်ပါဘူးဝသားလုံးကတော့ဝသားမစားတာမို့လို့မစားခဲ့ပါဘူးမသိပါဘူးအရွက်ကိုလည်းအားရပါရစားရပါတယ်ဒီလိုတွေစားပြီးရင်အမြင်ဓာတ်ကအရေးကြီးပါတယ်လိမ့်တော့ဘာအောင်ဖင်းနေဘာရှင်းမထိုးနေမတိတာဖင်းနေတာတွေကလူကြီးကမှကွာတချို့လူကြတော့ပြည့်တယ်တချို့ကြတော့ပြည့်တယ်ဟိုအဲ့ဒါဖိုင်းကျင်နော်တင်ပါလိုက်တင်းလေးဖြစ်သွားဒါကတော့ buffet ထဲမှာမပါတဲ့အချိုပွဲကိုသူတို့ရဲ့ the floor ထဲမှာရှိတဲ့တခြားဘာလာမသိဘူးအဲ့ရနေမှားစားတာပါလုံးဝမကောင်းပါဘူးစားပြီးတော့ဓာတ်ပုံရိုက်ပြီးပါပြီပြန်ပါပြီစားပြီးတောက်ပြီလို့